Hey guys ဒီနေ့မှာတော့အားလုံးကိုတကြံရဲ့စာအုပ်စင်လေးတွေနဲ့မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။တကြံကဘာစာအုပ်လေးတွေကိုစုစည်းထားတာလဲဆိုတာကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်အဆုံးထိလိုက်ပတ်ကြည့်စုပေးကြပါအောင်နော်။ပထမဆုံးပြပြမှာတော့ဒီစာအုပ်စင်အကြီးလေးပဲဖြစ်ပါတယ်။ဒီစာအုပ်စင်လေးထဲမှာဘာစာအုပ်လေးတွေရှိမလဲဆိုတာကိုတကြံနဲ့တူတူကြည့်ကြည့်ရမယ်နော်။ဒီစာအုပ်စင်လေးရဲ့နာမည်ကိုတော့စာအုပ်ပင်ဆိုပြီးတော့တကြံပေးထားရပေါ့နော်ဒီမှာနားလည်လွယ်အောင်လို့စာအုပ်တစ်ပင်ဆိုပြီးတော့ရေးထားတာဖြစ်ပါတယ်တရက်ပင်တို့လိုမျိုးအရှိမစာအုပ်ထည့်ပြီးတော့ပေါ့နော်စာအုပ်ပင်ဆိုပြီးတော့မှစာအုပ်စင်လေးရဲ့အကိုင်ခက်လေးတွေအဓိပ္ပာယ်လေးတွေရဲ့စာအုပ်လေးတွေပွင့်ဖူးတယ်စာအုပ်လေးတွေတီးတယ်ဆိုပြီးတော့အဓိပ္ပာယ်လေးရအောင်လို့စာအုပ်ပင်ဆိုပြီးတော့တကြံပေးထားတာဖြစ်ပါတယ်စာအုပ်တွေကိုဖြစ်တယ်လို့ရောထည့်ထားတာမျိုးမဟုတ်ဘဲနဲ့သူ့အမျိုးအစားလိုက်တကြံကတကန့်စီခွဲထည့်ထားပါတယ်ပထမဆုံးအကန့်လေးကတော့ life and energy ဖြစ်တဲ့ဘဝနှစ်ခွန်အားအကန့်လေးပဲဖြစ်ပါတယ်ဒီအကန့်လေးတွေမှာဆိုရင်ခွန်အားဖြစ်စေမဲ့စာအုပ်လေးတွေကိုတကြံကတစုတစည်းလေးထည့်ထားပါတယ်ပထမအကန့်လေးကိုတန့်စင်လုပ်ပြီးတော့ဘဝနှစ်ခွန်အားဆိုတဲ့အကန့်လေးတွေမှာဘာစာအုပ်လေးတွေရှိမလဲဆိုတာကိုတကြံကတအုပ်ချင်းစီပြပြသွားပါမယ်ပထမဆုံးစာအုပ်လေးကတော့ဆရာဗန်းမော်သိန်းဖေရဲ့စာအုပ်လေးဖြစ်ပါတယ်။နောက်တစ်အုပ်ကတော့လူသဘောလူမနောဆိုတဲ့စာအုပ်လေးဖြစ်ပြီးတော့မှနောက်တစ်အုပ်ကတော့ Ikigai ဖြစ်ပါတယ်။ထပ်ပြီးတော့ The Power of the Lady ဆိုတဲ့မျိုးသမီးတစ်ယောက်ရဲ့စွမ်းအားပဲဖြစ်ပါတယ်။ပြီးရနဲ့အရန်ဝန်နာမည်ကြီးပြီးတော့ရောင်းအားကောင်းနေတဲ့အာနာဇက်ဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်။ကျန်တာလေးတွေကကြတော့စာစုအတူလေးတွေပေါ့နော်။ပြီးသွားရင်တကြံအရန်ကြိုက်တဲ့ဂယုမဆိုင်ခြင်းအမှုပညာရဲ့အရန်ဖတ်ကောင်းတဲ့ဆရာမမွန်ဟွန်စီရဲ့ဟန်ချက်ညီတော်ဘဝဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်။ပြီးသွားရင်တော့ဆရာမစူးစမေရဲ့ကိုဘဝကိုစိတ်ကြိုက်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ဒုတိယမြောက်အကန့်ဖြစ်တဲ့အောင်မြင်တိုးတက်ရေးဆိုတဲ့အကန့်လေးမှာကတော့ကိုဘဝကိုပြောင်းလဲပြီးတော့အောင်မြင်တိုးတက်စေမယ့်စာအုပ်လေးကိုတစုတစည်းနဲ့ထားတာပဲဖြစ်ပါတယ်။ဘာစာအုပ်လေးတွေဖြစ်မလဲဆိုတာကိုတကြံနဲ့တူတူကြည့်ကြရအောင်နော်။ပထမဆုံးစာအုပ်လေးကတော့စာရေးဆရာမင်းခန့်ရဲ့မင်းပြောင်းလဲနိုင်ပါတယ်ဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်။ဒီစာအုပ်လေးကတော့အတော်လေးကိုဖတ်ကောင်းပြီးတော့မှလက်တွေ့ဘဝနဲ့လည်းကိုက်ညီတယ်ပေါ့နော်နောက်တစ်အုပ်ကကြတော့ဆရာသူတည်တီဖုံးမြင့်တွေရဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်လေးကိုတကြံဖတ်တုံးကဆိုရင်တော်တော်လေးကြာခဲ့ပြီပေါ့နော်9တန်း6တန်းနှစ်လောက်ကဆိုရင်ဆရာသူတည်တီဖုံးမြင့်တွေရဲ့စာအုပ်တွေတကြံဝယ်ဖတ်ဖြစ်တာများပါတယ်နောက်ပိုင်းကျမှဒါမဖတ်ဖြစ်တော့တာပါတကြံစာစားဖတ်တုံးကဆိုရင်စာအုပ်တန်ဖိုးကတအုပ်မှ900ကျပ်ပဲရှိသေးရဲ့လွန်ခဲ့တဲ့12နှစ်လောက်ကဖြစ်မဲ့တင်တယ်နောက်တစ်အုပ်ကတော့ဆရာ project ဝင်ရဲ့21ရာစုမြန်မာလူငယ်များဆိုတဲ့စာအုပ်လေးဖြစ်တယ်ပေါ့နော်ဒီစာအုပ်လေးရဆိုရင်ဖတ်တဲ့အချိန်ကတိတ်ပြီးတော့လည်းမကြဘူးမိနစ်ပိုင်းလောက်ပဲနိုင်ပိုင်းလောက်တောင်မရှိဘူးဒါပေမဲ့လေအနှစ်တွေများတဲ့အတွက်ကြောင့်မလို့လက်တွေ့ဘဝနဲ့ကိုကိုက်ညီပါတယ်နောက်တစ်အုပ်ကတော့တကြံနဲ့အရန်ကိုကိုက်ညီတဲ့ငပြင်းတွေအတွက်အောင်မြင်ရေးနည်းလမ်းများဆိုတဲ့စာအုပ်ဖြစ်ပြီးတော့မှနောက်တစ်အုပ်ကတော့ဇမမွန်ဟော်စီရဲ့ You Are Your Universe ပဲဖြစ်ပါတယ်နောက်တစ်အုပ်ကတော့ဒီနှစ်အတွင်းမှာအရန်ကိုရောင်းရနေတဲ့ဆင်မဒစ်စင်ကျော်ရဲ့စာအုပ်လေးပဲဖြစ်ပါတယ်နောက်တစ်အုပ်ကတော့ငါအတွက်ငါရှိတယ်ဆိုတဲ့စာအုပ်လေးကိုတကြံဒုတိယအကြိမ်ပြန်ပြီးတော့ဝယ်ထားတာပါပထမအကြိမ်ကကြတော့သူများကိုလက်ဆောင်ပေးလိုက်တာပေါ့နော်ပြီးတော့ရင်အာကမိမရဲ့အသေးအမွားအလေးအထားမှသည်အောင်မြင်မှုများစီတို့ဆိုတဲ့ဆရာအွန်လိုင်းဘာသာပြန်ထားတဲ့အတော်မီ habits ရဲ့တစ်အပေါင်းတိတ်ညီမျှချင်း3ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်နောက်တစ်ကန်ဖြစ်တဲ့ healing ဆိုတဲ့အကန့်လေးမှာဘာစာအုပ်လေးရှိမလဲဆိုတာကိုလည်းဆက်ပြီးတော့ကြည့်ပေးကြပါအောင်နော်တန့်ရှင်ရေးလုပ်ပြီးရတယ်ဘာစာအုပ်လေးဖြစ်မလဲဆိုတာကိုတကြံပြပေးတော့မှဖြစ်ပါတယ်ပထမဆုံးအုပ်ကတော့ဆီယမဆူစာမေရဲ့ခွင့်လွှတ်ခြင်းဖြင့်လွတ်မြောက်ခြင်းဆိုတဲ့စာအုပ်လေးဖြစ်ပြီးတော့မှနောက်တစ်အုပ်ကကြတော့ဆီယမလွန်တထားရဲ့နောင်တရဲ့အဝေးမှာဖြစ်ပါတယ်ထပ်ပြီးတော့ဆီယမနူနူအောင်ရဲ့စိတ်အကြည်တဲ့ရရှိပါစေဆိုတဲ့စာအုပ်လေးရဲ့စိတ်ကလေးပျော်ရွှင်ပါစေဆိုတဲ့စာအုပ်လေးရဲ့အချိန်တူတူလေးဖြစ်ဖြစ်တူတူရှိခြင်းနဲ့ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ပြီးသွားရင်ဆီယမထထထွန်ရဲ့နေ့တိုင်းပြောပါတယ်ဆိုတဲ့စာအုပ်လေးရဲ့ healing အပြည့်အဝပေးတဲ့ good vibe only ဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်ထပ်ပြီးတော့စိတ်အေးချမ်းစေမဲ့ဆီယမလေးဖားစီရီကျော်ရဲ့တိတ်ဆိတ်ခြင်းမှာအေးချမ်းခြင်းစီရိုဆိုတဲ့စာအုပ်လေးရဲ့ပြီးသွားရင် healing era ဆိုတဲ့
စိတ်အနာတရားတို့လွတ်မြောက်ရာစာအုပ်လေးပဲဖြစ်ပါတယ်နောက်ဆုံးတစ်အုပ်ကတော့ဆရာချမ်းမြေဝင်ပါတာပြန်ထားတဲ့တာရဲစိတ်ဓာတ်စာအုပ်လေးပဲဖြစ်ပါတယ်အမှန်တော့ဒီစာအုပ်လေးကလည်း healing ဆိုတဲ့အကန့်မှာရှိရမှာမဟုတ်ဘူးပေါ့နော်ဘဝနဲ့ခွန်အားဆိုတဲ့ပထမဆုံးအကန့်မှာရှိရမှာဖြစ်ပါတယ်တကြံဒီမှာနေရာထားမှားထားတာပေါ့နော်ပြင်ပြီးတော့ကြည့်ပြကြပါအောင်နော်နောက်ထပ်တစ်ကန့်ဖြစ်တဲ့အထုပ်ပတိများဆိုတဲ့အကန့်လေးမှာဘသူတွေရဲ့အထုပ်ပတိလေးတွေရှိမလဲဆိုတာကိုဆက်ပြီးတော့ကြည့်ပြကြပါအောင်နော်ဒီအကန့်လေးမှာကတော့စာအုပ်များစားရလို့တော့မရှိသေးဘူးနောက်ပိုင်းကျမှတကြံပြန်ဖြည့်ဖို့ရှိပါမယ်လောလောဆယ်မှာတော့ healing vibe ဘက်ကိုသွားတာလေးတွေဖတ်ပြနေတာကြောက်ပေါ့နော်ပထမဆုံးစာအုပ်လေးကတော့တကြံတို့အမြဲတုံးနေတဲ့ Facebook ရဲ့တီထောင်တို့ဇူကာဘတ်အကြောင်းလေးဖြစ်ပါတယ်ဒီစာအုပ်လေးကိုဖတ်မယ်ဆိုရင်တော့ Facebook ရဲ့အကြောင်းကိုကြည်ကြဲပြည့်နေတည်ပြီးတော့မှတန်ဖိုးထားတတ်မှာဖြစ်ပါတယ်ဇူကာဘတ်ရဲ့ဘဝတစ်လျှောက်ဖြတ်တန်းပုံလေးကိုရှင်းရှင်းလင်းလင်းရေးထားတာဖြစ်တယ်ပေါ့နော်ဒါကြောင့်ဖတ်ကြည့်ဖို့ကိုတကြံ recommend ပေးပါတယ်နောက်တစ်အုပ်ကတော့နိုင်ငံရေးဘက်ကိုသွားတဲ့ဟိုချီမင်းအကြောင်းလေးဖြစ်ပါတယ်ထပ်ပြီးတော့ဆရာဘန်းမော်သိန်းဖေရဲ့ဆယ်ကျော်တက်လူချုံလေးများဆိုတဲ့စာအုပ်လေးရဲ့တခင်များရဲ့အထုပ်ပတိစာအုပ်လေးရဲ့ဘိုးကျော်အောင်ဆန်းရဲ့မိတ်ခွန်းလေးတွေရဲ့တမိုင်းတွင်စင်တီဆိုတဲ့စာအုပ်လေးရဲ့မဟာလူသားဖြစ်တဲ့မဟာတမကန်ဒီရဲ့အထုပ်ပတိလေးတွေပဲဖြစ်ပါတယ်ဘဟုတုတရဆရာများဆိုတဲ့နောက်ထပ်တစ်ကန့်မှာရောဘာစာအုပ်တွေရှိမလဲဆိုတာကိုစိတ်ဝင်စားကြည့်ပေးကြပါအောင်နော်တကြံကပကြီးဆွဲတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ပထမဆုံးစာအုပ်လေးကတော့အခြေခံပကြီးဆွဲနည်းဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်စာအုပ်လေးကဝယ်ထားတာပေါ့နော်ဖုန်းထဲကနေပဲလေ့လာဖြစ်တယ်နောက်ထပ်တစ်အုပ်ကကျတော့စီစေးပကြီးရေးဆွဲနည်းများဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်နောက်တစ်အုပ်ကကြတော့ရေဆေးပကြီးရေးဆွဲနည်းဆိုတဲ့စာအုပ်ဖြစ်ပါတယ်။စာအုပ်လေးနဲ့မလေးလာဖြစ်ပေမဲ့လည်းပြန်တင်ပြတဲ့အခါမှာတင်ထားကိုအနေနဲ့လိုအပ်တဲ့အတွက်တကြံဝယ်ထားတာပေါ့နော်။နောက်တစ်အုပ်ကကြတော့ဖျားစာအုပ်လေးဖြစ်ပါတယ်။နောက်တစ်အုပ်ကလည်းပကြီးစာအုပ်လေးပဲဖြစ်ပါတယ်။ပကြီးအခြေခံတဲ့ပတ်သက်တာလေးတွေကိုလေ့လာလို့ရတဲ့စာအုပ်လေးပေါ့နော်။နောက်တစ်အုပ်ကကြတော့တကြံကြောင်းသားဘဝတုံးကအသုံးပြုတဲ့စိုက်စာကုန်းစာအုပ်လေးဖြစ်ပါတယ်။စိုက်စာကုန်းစာအုပ်လေးကအများကြီးရှိပေမဲ့ဒီအုပ်ပဲတွေ့တော့တယ်။ကိုပိုင်စီးပွားရေးလုပ်မယ်ဆိုရင်ဆိုတဲ့စာအုပ်လေးရဲ့အုံနောက်အကြောင်းကိုကြည်ကြဲပြည့်ရေးသားပြီးတော့သူတည်တနာပြုလုပ်ထားတဲ့တဲ့အုံနောက်ထဲကတင်ဆိုတဲ့စာအုပ်လေးရဲ့ထပ်ပြီးတော့လက်ဆောင်ရထားတဲ့ဘာသာရေးစာအုပ်လေးရဲ့တကြံမှတ်စရာရှိတာလေးတွေကိုမှတ်ထားတဲ့ note လေးရဲ့ပြီးတော့လို့ရှိရင်အိတ်ဆောင်ဂီတာကော့စာအုပ်လေးရဲ့ဆိုပြီးတော့ဖြစ်ပါတယ်ဂီတာနဲ့ပတ်သက်ပြီးတော့နောက်ထပ်စာအုပ်နှစ်အုပ်ရှိတယ်ပေါ့နော်ဒါကကြတော့တကြံလေးလာနေစေဖြစ်တဲ့အတွက်ကြောင့်မို့လို့တကြံစပွဲခုတ်ပုံမှာတင်ထားတာဖြစ်ပါတယ်နောက်ထပ်တစ်ကန့်ဖြစ်တဲ့ motivation ဆိုတဲ့အကန့်လေးမှာဘာစာအုပ်လေးတွေရှိမလဲဆိုတာကိုဆက်ပြီးတော့ကြည့်ပြကြပါဦးနော်ပထမဆုံးတော့အုပ်ကတော့တကြံဖတ်တာ2ခါ3ခါရှိပြီဖြစ်တဲ့လူငယ်များထန်တို့ဆိုတဲ့စာအုပ်လေးဖြစ်ပြီးတော့မှနောက်တစ်အုပ်ကတော့ဆရာတော်ရာမင်းရဲ့အရန်ကို viral ဖြစ်သွားတဲ့လူငယ်တယောက်စိတ်ထဲကျနေသည်ဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်ထပ်ပြီးတော့အတွေးမလွန်နဲ့ဆိုတဲ့စာအုပ်လေးရဲ့ဆရာတုတေတီဖုံးမြင့်သူရဲ့စာအုပ်လေးရဲ့ပွဲစည်းတန်းတွိုင်းနဲ့ဝေလာဖြစ်ခဲ့တဲ့စာအုပ်လေးတအုပ်ရဲ့ထပ်ပြီးတော့ဆရာတုတေတီဖုံးမြင့်သူပဲပေါ့နော်အဲ့ဒီစာအုပ်လေးရဲ့အရင်တော့ကဆိုရင်တကြံကဆရာတုတေတီဖုံးမြင့်တွေစာအုပ်တက်ကိုတိတန့်ရင်စုတာပေါ့နော်အဲ့တော့ကဆိုအရန်သဘောကျတယ်နောက်ပိုင်းကျတော့အစ်စ်မထွက်တာလည်းများတဲ့အတွက်ကြောင့်မို့တကြံလည်းမဖတ်ဖြစ်တော့ဆိုတော့ဆရာတုတေတီဖုံးမြင့်တွေရဲ့စာအုပ်လေးတွေကလည်း motivation အရန်ကိုပေးတဲ့အတွက်ကြောင့်မလို့တကြံ motivation ဆိုတဲ့အကန့်လေးမှာထားခဲ့တာဖြစ်ပါတယ်နောက်တစ်ကန့်ဖြစ်တဲ့ဝတ္ထုစာအုပ်လေးကိုကြည့်ကြမယ်နော်တကြံဒီမှာဝတ္ထုစာအုပ်ဆိုရင်2အုပ်ပဲရှိတယ်အဲ့ဒီ2အုပ်တွေမှာတအုပ်ကကြတော့လက်ဆောင်ရထားတဲ့စာအုပ်လေးပေါ့နော်အဲ့ဒီစာအုပ်လေးကလည်းတော်တော်လေးကိုပညာသားပါတယ်မိန်းကလေးတွေအတွက်အရန်ကိုတင်တော်တဲ့စာအုပ်လေးဖြစ်ပါတယ်စာကြောင်းရောက်အပြုံးကလည်းတော်တော်ကောင်းတဲ့စာအုပ်လေးတွေမှာပါပါတယ်တကြံကတော့ဝတ္ထုစာအုပ်ဖတ်တာကိုတိတ်မကြိုက်တာမို့လို့အများကြီးမဝယ်ထားတာပေါ့နော်ပုံပြင်လေးတွေဆိုရင်လည်းအဲ့လိုပဲတကြံကငငယ်တော့ကျတော့စာကြီးတိုက်မှာအများကြီးဖတ်ဖြစ်တယ်ပေါ့နော်နောက်ပိုင်းကျတော့ပုံပြင်စာအုပ်လေးတွေကဝယ်မစုဖြစ်ပါဘူးဒီမှာကြာဘူးနာဝပုံပြင်လေးတွေရဲ့တရုတ်ရိုးရပုံပြင်လေးတွေရဲ့ပြီးတော့ညံစမ်းပဟီတီဆိုပြီးတော့3အုပ်ပဲရှိပါတယ်ဘာသာစကားတွေနဲ့ပတ်သက်ပြီးတော့လေတကြံ line ဘောက်ကနေပဲလေးလာတာများတဲ့အတွက်ကြောင့်မလို့ဒီမှာ3အုပ်လောက်ပဲဝယ်စုဖြစ်ထားတယ်ပေါ့နော်ဒါတော့အင်္ဂလိပ်စကားပြောကကြတော့ထဲမဆန်လို့တကြံရဲ့စပွဲမှာပဲထားတာဖြစ်ပါတယ်ဒီမှာတရုတ်စကားပြောရဲ့ပြီးလို့ရှိရင်6ပတ်တာစကားပြောနည်းရဲ့အင်္ဂလိပ်စကားပြောစာအုပ်အတူလေးရဲ့ပဲရှိတယ်ပေါ့နော်စာအုပ်လေးတွေကိုပြပြီးသွားပြီဆိုတော့စာအုပ်စင်လေးမှာ decorate လုပ်ထားတဲ့ပစ္စည်းလေးတွေကိုပြပေးသွားမှာဖြစ်ပါတယ်ဒါလေးတွေကတော့စာမက်ကက်လေးဖြစ်ပါတယ်ပုံနေတဲ့စာမက်ကက်လေးပေါ့နော်တကြံဖတ်ပြီးသွားတဲ့စာမက်ကက်လေးတွေရောစာအုပ်ဝယ်တော့လက်ဆောင်ရတဲ့စာမက်ကက်လေးတွေရောထားထားတာဖြစ်ပါတယ်ကျန်တာလေးတွေကတော့စာအုပ်တချို့တွေထဲမှာရှိတယ်ဒါကတော့တကြံအမလက်ဆောင်ပေးရတဲ့အပင်တုလေးပဲဖြစ်ပါတယ်ချီထိုးထားတဲ့ပန်းအိုးလေးကလည်းတကြံအမပဲလက်ဆောင်ပေးထားတာပါ
ဒါလေးကတော့ခလင်ပါဝယ်ရုံကပါလာခဲ့တဲ့လက်မအစွပ်လေးနဲ့စာအုပ်လေးရဲ့လက်ကင်ပွားလေးတွေရဲ့ပေါ့နော်ဒါကတော့တကြံကျောင်းသုံးကအခမ်းအနားတွေတက်တဲ့ဟောပြောပွဲတွေတက်တော့ကလက်ကန်စာဆောင်လေးတွေဖြစ်ပါတယ်အထိမ့်မှတ်နေ့လေးတွေမှာပြန်ပြီးတော့ဝေရဲ့လက်ကန်စာဆောင်လေးတွေပေါ့နော်ဒါကတော့တကြံရမ်းကြိုက်တဲ့ဂျပန်ကာတွန်းရဲ့ character လေးဖြစ်တဲ့ Totoro လေးဖြစ်ပါတယ်ဒီကောင်လေးကတော့တကြံအပြင်းပြေတီးကစားတဲ့ခလင်ပါလေးပေါ့နော်အရင်ကတော့တော်တော်တီးဖြစ်တယ်နောက်ပိုင်းကျတော့မအားရနဲ့တိတ်ပြီးတော့မတီးဖြစ်ပါဘူးစာအုပ်စင်လေးမှာရှိရဲ့စာအုပ်လေးတွေရဲ့ပစ္စည်းလေးတွေကိုပြပြီးသွားပြီဆိုတော့နောက်ထပ်စာအုပ်စင်တစ်ခုကိုတွားကြမယ်ဒါလေးကတော့တကြံရဲ့စပွဲတင်စာအုပ်စင်လေးပဲဖြစ်ပါတယ်ဒီစာအုပ်စင်လေးတွေမှာဘာစာအုပ်လေးတွေရှိမလဲဆိုတော့တကြံနဲ့တူတူကြည့်ကြရအောင်ဒီဘက်တောက်ကစာအုပ်လေးတွေကကြတော့ပကြီးစာအုပ်လေးတွေပေါ့နော်ဒါကစာအုပ်စင်မှာထဲမဆန့်လို့အပြင်ထုတ်ထားတာပါပထမဆုံးစာအုပ်လေးကတော့ပိုတန်တိတ်ကထုတ်တဲ့ရည်စည်းစာအုပ်လေးပဲဖြစ်ပါတယ်ဒုတိယတစ်အုပ်ကတော့ Horizon ရဲ့ခဲပကြီးစာအုပ်လေးပဲဖြစ်ပါတယ်နောက်တစ်အုပ်ကတော့ English vocabulary လေးတွေမှတ်သားထားတဲ့စာအုပ်လေးဖြစ်ပါတယ်နောက်တစ်အုပ်ကတော့ရည်စည်းစာအုပ်လေးပါဒီစာအုပ်စင်လေးမှာကြတော့ပကြီးစာအုပ်လေးတော်တော်များရှိပါတယ်ဒါလေးတွေကတော့ပကြီးလေ့ကျင့်ထားတဲ့စာအုပ်လေးတွေပေါ့နော်အခြေခံတော့ကလေ့ကျင့်ထားတဲ့စာအုပ်လေးတွေဖြစ်ပါတယ်တချို့ပုံဆွဲစာအုပ်လေးတွေကကြတော့အသစ်ကြီးရှိသေးတယ်ပေါ့နော်တကြံဘာမှမဆွဲရသေးပါဘူးဒါလေးကတော့ English လေးလာတဲ့ LMB စာအုပ်လေးပါတော်လို့ရှိရင်ဒါကတကြံပကြီးလေးကျင့်တုံးက beginner တော့ပေါ့နော်ပထမဆုံးတုံးခဲ့တဲ့စာအုပ်လေးဖြစ်ပါတယ်အထဲမှာဆိုရင်မြင်းအခြေခံလေ့ကျင့်ထားတာလေးတွေစက်ဝိုင်းလေ့ကျင့်ထားတာလေးတွေပြီးလို့ရှိရင်ကြပြလေးရေးထားလေးအများကြီးရှိရပေါ့နော်ဒီစာအုပ်လေးတွေကြတော့တကြံဖြစ်ချင်တာလေးတွေကိုရေးထားပြီးတော့မှ manifest လုပ်တဲ့စာအုပ်လေးဖြစ်ပါတယ်အထက်ကအချက်လေးတွေတော့မပြတော့ဘူးပေါ့နော်အကောင့်ထဲပို့ပြီးရဲ့ခါကျမှပြပေးပါမယ်ဒါလေးကတော့ရေစည်းစာအုပ်အသေးလေးဖြစ်ပါတယ်ဒါလည်းဖောက်တော့မှမဖောက်ရသေးဘူးအသစ်ကြီးရှိပါသေးတယ်တကြံပုံသိမ့်မဆွဲဖြစ်သေးဘူးပေါ့နော်ဒီစာအုပ်လေးကကြတော့မှတ်သားစရာတွေဖြစ်တဲ့ကွန်ပျူတာတို့ပြီးလို့ရှိရင်ဂီတာတီးနီးတွေကိုတကြံလေ့လာမှတ်သားထားတာဖြစ်ပါတယ် English လေးတွေလည်းပါတယ်ပေါ့နော်ဒါလေးကြတော့ journaling ရေးထားတဲ့ number 2စာအုပ်လေးဖြစ်ပါတယ်တအုပ်လုံးတော့ကုန်သွားပါပြီထပ်ပြီးတော့ဒီစာအုပ်လေးကကြတော့ journaling ရေးထားတဲ့ number 1စာအုပ်လေးဖြစ်ပါတယ်ဒါလေးလည်းကုန်သွားလို့ပေါ့နော် number 2ကိုထုတ်ထားတာပါဒါကတော့ပကြီးစာအုပ်လေးပေါ့နော်ဒီတအုပ်ဟာဆိုရင်အထူကြီးပဲဒီထဲမှာဆိုလို့ရှိရင်တကြံတင်တန်းပြတဲ့တင်ကန်းစာလေးတွေအများကြီးကိုရေးဆွဲပြထားပါတယ်ဒီကောင်လေးကကြတော့တကြံရဲ့ငွေစုစာအုပ်လေးပါအထဲမှာပတ်စံအများကြီးစုထားတယ်ပေါ့နော်ဒါတော့မပြတော့ဘူးဒါလေးကကြတော့စာမှုလေးတွေရေးထားတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒါလေးကိုလည်းဖွင့်မပြပါဘူးပြီးတော့ဒါကကြတော့ journaling ရေးပြီးသွားတဲ့ number 3စာအုပ်လေးပေါ့နော်လှုပ်ဝက်ချက်လေးရှိတာမလို့ဖွင့်မပြပါဘူးတော်လို့ရှိရင်ဒီဘက်ခြံအောင်နည်းနည်းပြပါမယ်ဒီစာအုပ်စင်ကမဆန့်လို့အပြင်ဘက်တွေပါရောက်တယ်ဒါကကြတော့တကြံလက်ဆောင်ရထားတဲ့စာအုပ်လေးပါနောက်မှအသေးစိတ်ပြမယ်နော်ဒါကတော့လက်ရှိမှာတကြံဖတ်နေတဲ့အထုပ်ပတိအကန့်တွေကလီကာရှင်းစာအုပ်လေးပဲဖြစ်ပါတယ်ဖတ်နေအောင်ဆိုတော့စာအုပ်အစီရင်ကြီးပြတော့မပြလိုက်ရပါဘူးနော်ဒီစာအုပ်လေးကတော့လက်ရှိတကြံရေးနေတဲ့ journaling စာအုပ်လေးပဲဖြစ်ပါတယ်ဒါလေးကိုလည်းဖွင့်မပြပါဘူးဒီစာအုပ်လေးကတော့တကြံလက်ဆောင်ရထားတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒါလည်းပကြီးစာအုပ်ပဲပေါ့နော်ဒီထဲမှာတော့တွတ်တဲ့အပ်တွေပါညာတွေဆွဲထားပါတယ်ဒါလေးကတော့ရေဆေးစာအုပ်အတေးလေးဖြစ်ပါတယ်ခရီးရသွားတဲ့ခါကျရင်ယူသွားမလို့ပါဒါလေးကကြတော့ to do list စာအုပ်လေးဖြစ်ပါတယ်ဒါလေးလည်း to do list ပါပဲဒါကြတော့တကြံចောင်းသွားတဲ့တော့ယူသွားတဲ့ journaling စာအုပ်အသေးလေးဖြစ်တယ်ပေါ့နော်ဒီ box လေးကကြတော့တကြံမွေးနေ့လက်ဆောင်ရထားတဲ့ box လေးပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်တကြံရဲ့ customize nail လေးနဲ့ပေါ့နော် customize nail လေးနဲ့ကို journaling စာအုပ်လေးမှားထားပေးရဖြစ်ပါတယ်အပြာရောင်လေးဖြစ်တဲ့အတွက်ကြောင့်မလို့တကြံရဲ့ second favorite အရောင်လေးပေါ့နော်ဒါလေးကတော့ fountain လေးဖြစ်ပါတယ် fountain ဆိုရင်နှစ်ချောင်းပါတယ်ပေါ့နော်အသေးလေးရဲ့အကြီးလေးရဲ့ပါပါတယ်စစ်စစ်ဆက်ဆက်ကိုတိတိကျကျတတိချာလေးလှုပ်ထားပေးရပါတော့အရန်ကြိုက်တာမို့လို့လက်ဆောင်ပေးတဲ့အမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒီကြမှာရှိတဲ့စာအုပ်စင်လေးကစာအုပ်လေးတွေနဲ့ decorate လုပ်ထားတဲ့ပစ္စည်းလေးတွေကိုပြပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးတက်လိုက်မယ်ပေါ့နော်အဆုံးထိကြည့်ပေးကြတဲ့တယောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye